August လ10ရက်နေ့မှာစမယ် 88 Lion Gate မတိုင်ခင်မှာတော်တော်များများမသိတဲ့ information လေးတချို့ကျွန်မပြောပြမယ်။ဒီနှစ်မှာတစ်ခါပဲပွင့်တဲ့88 Lion Gate portal က10ရက်နေ့မှာလုံးဝ exactly the same အဲ့ဒီ portal ကပွင့်တာမဟုတ်ဘူး။ကျွန်တော်တို့တစ်လလောက်ထဲကကြိုပြီးတော့ဒီ portal လေးကပွင့်လေရှိတယ်။88 Lion Gate portal က powerful ဖြစ်တယ်။ဒီ88 Lion Gate အနီးတစ်ဝိုက်မှာကိုက manifest လုပ်တယ်တခုခုကိုယ့်ရဲ့ desire တွေဆန္ဒတွေကိုစုပန်ထားတယ်ဆိုတဲ့အခါကျရင်ဆူတောင်းနေလေပြည့်တာမြန်နေဆိုတဲ့အခါကိုတော်တော်များများအသိတယ် Lion Gate ကိုလောက်လာကျွန်မ၄ချိန်ရှိပြီပေါ့နော်၄ချိန်လို့ join လာပြီဆိုတဲ့အခါကျရင်ဘယ်လောက်ထိကိုယ့်ရဲ့ဆန္ဒတွေကိုယ်ဆူတောင်းတွေကတကယ်ကိုလှင်းမြန်မြန်ပြည့်လာလဲဆိုတဲ့ဟာကိုလူတိုင်းကသိတယ်88 Lion Gate အကြောင်းပြောပြီးဆိုတာနဲ့ serious fixed star ကိုကျွန်မတို့မဖြစ်မနေပြောရတယ်ဒီနှစ်ကအရင်နှစ်တွေထက်ဘာဖြစ်လို့ပို့ပြီးတော့ဖိုးတင်ဖြစ်တာလဲဓာတ်တွေဘာလို့အားကောင်းတာလဲဆိုတဲ့အခါကျတော့ဒါကိုအသုံးချတတ်မယ်ဆိုတဲ့အခါကျရင်ကိုဘဝမှာအချိန်တွေအများကြီးစောင့်စရာမလိုဘဲနဲ့ miracle တွေ abundant တွေတည်ယူရမယ်အချိန်ပဲနောက်တစ်ခု timing လေးတစ်ခုကဘာသွားဖြစ်လဲဆိုတော့ကျွန်မကနေချက်လာချက်တဲ့ eclipses တွေကိုအသားပေးပြီးတော့ပြောလို့ရှိတယ်နေချက်လာချက်တဲ့အချိန်မှာတော်တော်များများရဲ့ဘဝက360 degree 360 degree ပြောင်းသွားတာ The last time eclipses ရှိတော့ငလင်လှုပ်တယ်အဲ့လိုပြောလို့နောက်တစ်ခါငလင်လှုပ်မှာဆိုပြီးတော့ကျွန်မပြောတာမဟုတ်ဘူးเนาะနေချက်လာချက်တွေရဲ့ဆောင်ပုဒ်ကပါလဲဆိုတော့ expect the unexpected မမျှော်လင့်ထားတဲ့အရာတွေကိုမျှော်လင့်ထားတော့တဲ့ eclipse ပေါ်တဲ့ကလည်းတလဆောပြီးတော့ပွင့်တယ်ကောင်းကင်ကြီးမှာဘာဖြစ်နေလဲဆိုတဲ့ခါကျတော့ energy တွေအရင် intense ဖြစ်တယ်ကောင်းကောင်းအသုံးချနိုင်မယ်ဆိုတဲ့ခါကျရင်ကိုယ့်အတွက်အများကြီးအကျိုးကျေးဇူးတွေရသွားမယ်ကျမတို့က timing နဲ့လှုပ်လို့ရတယ်အချိန်တိုင်းလှုပ်လို့မရအောင်ဒါကြောင့်မို့လဲကျမက88 Lion Gate ကိုအားလုံး join လို့ရအောင်တနဲ့ကျမလှုပ်ပေးထားတာဒီ timing ကိုကောင်းကောင်းအသုံးချမယ်ဆိုတဲ့အခါကျရင်ကဲအကျိုးပေးမြန်မဲ့ကာလအဲ့တော့ကဲအကျိုးပေးမြန်တဲ့ကာလမှာ negative လုပ်မယ်ဆိုရင်ချက်ချင်း negative ဖြစ်မယ် positive တွေဒီထက်ပိုပြီး optimistic ဖြစ်တဲ့ပုံစံကိုသွားမယ်ဆိုတဲ့အခါကျရင်ဒါတွေကလည်းကျမတို့ဆယ်စားမခါကျမတို့ဘဝမှာရောက်လာလိမ့်မယ်တော်တော်များများမေးတယ်ဘာတွေလုပ်ပြီးမှဘာတွေလုပ်ပြီးမှတချို့ကြတော့အရင်တည်းကမ join မဲနဲ့အခုမှကျမရှိမှာ newbie လေးတွေ join လာတဲ့ customers တွေရှိတာပေါ့နော် clients တွေရှိတာပေါ့နော်ပထမတစ်ရက်မှာကျမတို့ clearing နဲ့ healing ကျမလုပ်မယ်အဲ့ဒီနေ့ကအရန်ကိုအရေးကြီးပါတယ်ကျမကတော့အဲ့နေ့မှာဆိုရင်အကုန်ပြစ်ချပြီးတော့အဲ့ဒီ video ကိုကအားစိုက်ပြီးတော့ကျမတို့ ਨੇ အတူတူ clearing လုပ်ဖို့လိုတယ်ရှေ့ရက်ရှလညဘက်မှာဖြစ်ဖို့ရှိတယ် day 2မှာကြာတော့အဲ့ဒီနေ့ကကျမက live section သွားမယ်အများကြီးတော့ကျမမှာပြောစရာတော့မရှိတော့ဘူးအတင်းရောင်းနေကြရလဲမလိုတဲ့ offer ဖြစ်တဲ့အတွက်ကြောင့်မို့ကိုတကယ်လို့အရင်နှစ်တွေကသူတွေရဲ့ testimonial တွေကြည့်ကျင်နေဆိုတဲ့အခါကျရင်ကျမ page မှာ recently မှာတင်ထားတာရှိတယ်ဒါမှမဟုတ်လေကိုကဖတ်ချင်နေဆိုတဲ့အခါကျရင်ဘယ်နားမှာလဲမသိဘူးဆိုတဲ့အခါကျရင်လေ team ကို message ပို့လို့ရတယ်နော်အခုလောလောဆယ်ကျမတို့အယောက်300ကျော်လောက် join ပြီးသွားပြီ price တွေအများကြီးမတက်ခင်မှာ last minute လေး join ရင်တည်းရဆိုတဲ့အခါကျရင် video ရဲ့ comment အောက်မှာ88ဆိုပြီးတော့ရေးထားခဲ့ပါကျမတို့ဒီ8 Lion Gate မှာ abundant miracle တွေဖန်တီးဖို့အတွက်ကိုကျမကကိုယ်တိုင်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် see you soon